ကနေရအလှကုန်တွေတုံးပြီးချင်းချက်ချင်းအသားဖြူမသွားဘူးနော်ချက်ချင်းကြည်လင်တောက်ပါပြီးပြောင်းလဲမသွားဘူးနော်ကနေရဆိုတာခြေအစကောင်းဆုံးအရွယ်ငယ်သည်ကြီးသည်ပြိုသည်အိုသည်မရွေးပဲနဲ့ကိုယ့်ရဲ့မူလအသားရည်များကိုကနေရသွန်းဆွဲပြီးနောက်ပိုင်းပြန်လည်ပိုင်ဆိုင်ခြင်းကိုဆိုလိုပါတယ်လှပခြင်းနဲ့ပြည့်ပြည့်စုံတဲ့မိမပြိုလေရဲ့အလှပဆယ်မျိုးကိုစားပြုတဲ့ယူရီးယားစကလုံးကလေယာမှပေါက်ဖွားဆင်းသက်လာတဲ့အဓိပ္ပာယ်ကိုဆိုလိုခြင်းလည်းဖြစ်ပါတယ်နေစဉ်ကလေးကပိုင်ဆိုင်ခဲ့တဲ့လှပနူးညံ့တဲ့အသားရည်ကနေဒန်မိုးဒန်အစားအသောက်စတာတွေကြောင့်ပျက်စီးနိုင်ပါတယ်။တနည်းအား cosmetic product များကိုသုံးစွဲခြင်းဖြင့်ပျက်စီးသွားသောအသားရည်ကိုငကိုမူလာအတိုင်းပြန်လည်တန်ရှင်းနုကြိုစေပြီးလှပကြည်လည်တဲ့ခံစားမှုကိုရရှိစေမှာပဲဖြစ်ပါတယ်ရှင်။ကနေရ cosmetic ကမြန်မာနိုင်ငံမှာ9နှစ်တိုင်ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ယခုခါမျက်နှာလိမ်းစီရမ်2မျိုး၊မျက်နှာသစ်ဆက်ပြာ3မျိုး၊လိုရှင်4မျိုး၊ခရင်ဘတ်4မျိုး၊မိတ်ကပ်ရေ9မျိုး၊ရေချိုးဆက်ပြာ3မျိုးနဲ့သပင်ပေါင်းဆေးစီ2မျိုးစုစုပေါင်းထုတ်ကုန်28မျိုးထုတ်လုပ်ဖြန့်ဖြူးထားပါတယ်။ကနေရအလှကုန်တွေကနိုင်ငံတကာစံချိန်စံညွှန်းပြီးထိုင်းနိုင်ငံမှာထုတ်လုပ်ထားပြီး FDA ခွင့်ပြုချက်များရရှိထားတဲ့တန်ဖိုးရှိထုတ်ကုန်များဖြစ်ပါတယ်ရှင်။ဒါကြောင့်သုံးစွဲပြီးတဲ့အခါအသားရည်ကိုတန့်စင်စေပြီးဒေါင်းမွေးလိုနူးညံ့တဲ့အသားရည်နဲ့ပလွေလိုတေးတန်တာရတဲ့ခံစားမှုကိုရရှိစေပါတယ်ရှင်။မြန်မာနိုင်ငံမှာရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊အေရဝတီတိုင်း၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်အစရှိတဲ့ပြည်နယ်နဲ့တိုင်းများမှာကနေရ cosmetic product တွေရောက်ရှိနေပြီဖြစ်ပြီးဆိုင်ပေါင်း2000ကျော်မှာထံပြူရောင်းချပေးနေပါပြီ။ကနေရအလားကုန်များကိုသုံးစွဲသူတိုင်းရှစ်ချစွာသုံးစွဲနိုင်ရန်နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီထိုင်းနိုင်ငံနဲ့အရေးသွင်းမြင့်ထုတ်လုပ်ထားပြီးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံ၏အသီးအမှတ်ပြု FDA လက်မှတ်ရရှိထားတဲ့အတွက်ယုံကြည်စွာသုံးစွဲနိုင်ပါတယ်။သုံးစွဲသူတိုင်းကိုလှပစေချင်တာကနေရရဲ့ချစ်ချင်းမြတ်တာပါ။လှပခြင်းရဲ့သင်္ကေတကနေရ